ဟာဒီအချိန်တင် view တက်တာဟိုအချိန်တင် view တက်တာစက်တင်ထဲမှာဟိုအဖွင့်ဗီဒီယို viral ဖြစ်ဖို့ထိုင်ဆောင်နေရင်တော့ခမားအချိန်တွေကုန်သွားလိမ့်မယ် viral ဖြစ်ဖို့အတွက် like ခံမှန်းနေမှာလား data နဲ့အလုပ်လုပ်မှာလား TikTok မှာ viral ဖြစ်တာကံကောင်းလို့မဟုတ်ဘူး data ကောင်းလို့ကို audience တွေကို viewer တွေဘာကြိုက်တက်လဲဆိုတာသိဖို့လိုတယ်အဲ့ data တွေကိုမှရှိနေဖို့လိုတယ် data တွေရဖို့စမ်းသပ်မဲ့နီး3နည်းကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်နံပါတ်1 hook testing ကျွန်တော်တို့က hook 2မျိုးကိုစမ်းပြီးတော့ကျွန်တော်တို့တင်ကြည့်ရမယ်ဘယ် hook ကပို့ပြီးအလုပ်ဖြစ်လဲ reach တက်လဲဆိုတာသိလို့ရှိရင်ကျွန်တော်တို့ data တစ်ခုရပြီနံပါတ်2 posting time testing ကျွန်တော်တို့မနက်တင်တာနဲ့ညတင်တာနဲ့ဘယ်က view ပို့တက်လဲဘယ်က reach ပို့ဖြစ်လဲဆိုတာကိုကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ posting time ရဲ့ data တစ်ခုရပြီနံပါတ်3ကတော့ style testing မှာကျွန်တော်တို့ funny style လား serious style လား test overlay style လား style တွေအများကြီးရှိတယ်ဒါတွေအားလုံးကျွန်တော်တို့တစ်ခုစီ like စမ်းမယ်ဆိုလို့ရှိရင်ဘယ်တစ်ခုက reach ဖြစ်လဲဆိုတာသိမယ်အဲ့ရသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ data အကြီးနောက်တစ်ခုထိုက်ရပါတယ်ဟာဒီအချိန်တင် view တက်တာဟိုအချိန်တင် view တက်တာစက်တင်ထဲမှာဟိုအဖွင့်နိုင် view တက်တာ like မလုပ်နဲ့ဘာ view မှတက်လာမှာမဟုတ်အကုန်ချင်းနေ testing မလုပ်ဘဲနဲ့ like ခံမှန်းပြီးတင်နေတာစာမကြက်ဘဲနဲ့စာမွေးပွဲသွားဖြည့်တယ်လို့ပဲအောင်မလားကြမလားကိုယ်တိုင်တော့မသိဘူးအဲ့တော့မိတ်ဆွေဒါတွေတိမှဗီဒီယိုရိုက်ပါမဟုတ်ရင်ကိုယ့်အချိန်တွေကိုကိုယ်တိုင်ဖြုံးနေတယ်လို့ဖြစ်ပါလိမ့်မယ်အဲ့တော့ဒါမျိုးစစ်ဆေးတဲ့နီးလန်းတွေ testing and analyzing ဆိုတဲ့သင်ခန်းစာကိုကျွန်တော်ရဲ့ TikTok Short AD Master Class ထဲမှာအသေးစိတ်သင်ကြားပေးထားပါတယ်ခင်ဗျာသင်တန်းစုံစမ်းဖို့အတွက် Telegram ရဲ့ search bar မှာ @tvs834 လို့ရိုက်ရှာပြီးတော့အသေးစိတ်လာမေးလို့ရပါတယ်ကျွန်တော်ပြန်ဖြည့်ပေးသွားပါမယ်အချိန်နေမဖြုံးပါနဲ့ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်